ကျွန်တော်တို့အားလုံးမှာတူညီတဲ့အရာတစ်ခုရှိတယ်ဗျာအဲ့ဒါကတော့တရက်ကို24နာရီပိုင်ဆိုင်ထားကြတာပါပဲဒါပေမဲ့ဘာလို့တချို့လူတွေကထူးခြားတဲ့အောင်မြင်မှုတွေရနေချိန်မှာတချို့ကြတော့ဒီနေရာဒီဘဝမှာပဲနှစ်နဲ့ချီပြီးတောင်းတနေကြတာလေကွာခြားချက်ကပါရမီတို့ကံတရားတို့ကြီးပဲမဟုတ်ပါဘူးအဓိကကတော့ကျွန်တော်တို့ပိုင်ဆိုင်ထားတဲ့အဖို့တန်ဆုံးအရာဖြစ်တဲ့အချင်းကိုဘလို့ဆက်ဆံလဲဆိုတာပါပဲကျွန်တော်တို့အများစုကမနဲ့ထင်တဲ့အများကြီးကြံ့သေးတယ်လို့နဲ့အရာရာကိုနောက်မှလုံမယ်ဆိုပြီးရှေ့ဆိုင်တက်ကြတယ်နောက်မှဆိုတဲ့စကားလုံးဟာကျွန်တော်တို့ရဲ့အိမ်မက်တွေကိုခိုးလျူသွားမဲ့တခိုးမှန်တတိမထားမိကြဘူးကဲဒီနေ့တော့နောက်မှလုံမယ်ဆိုတဲ့အကျင့်ကြောင့်ကိုယ့်အနာဂတ်ပျောက်ဆုံးလူနီပါထိခဲ့ရတဲ့ကောင်လေးတယောက်နဲ့တငါတဲ့တယောက်နဲ့ပုံပင်လေးကိုပြောပြချင်ပါ යි ဟိုးအရင်တုန်းကကောင်လေးတယောက်ရှိတယ်ဗျာသူကပြည့်စုံတယ်ညံကောင်းတယ်လို့အများကချီးကျူးခံရသူပေါ့ဒါပေမဲ့သူ့မှာစိုးဝါးတဲ့အကျင့်တစ်ခုရှိရဲ့အဲ့ဒါကတော့အချိန်ဆွဲတာပဲဗျာအမေကအခန်းရှင်းခိုင်းရင်ခဏနေမှပါအမေရတဲ့ဆရာကအိမ်စာပေးရင်အချိန်နေအများကြီးလိုပါသေးတယ်တဲ့တငယ်ချင်းတွေကတန်းတတ်ဖို့ခေါ်ရင်နောက်မှပေါ့ကွာဆိုပြီးညင်းလေးရှိတယ်ဒီလိုနဲ့ရက်တွေလတွေနှစ်တွေကုန်လာတော့သူ့ငယ်ချင်းတွေကပညာတွေတက်တိုးတက်နေကြချိန်မှာသူကတော့ဘာမှမဖြစ်ထွန်းပဲကြံရစ်နေခဲ့တယ်တောအုပ်တစ်ခုလုံးစိမ့်လန့်နေချိန်မှာမကြီးထွားပဲကြံနေခဲ့တဲ့တစ်ပန်တပန်လိုပေါ့ဗျာတနေ့တော့အရေးကြီးတဲ့စာမေးပွဲတစ်ခုကျသွားပြီးတဲ့နောက်သူအယမ်းစိတ်တက်ကြသွားတယ်သူ့အဖေကသူ့ကိုကြည့်ပြီးမျိုးစုံကပညာရှိကြီးစီလွတ်လိုက်တာပေါ့ကောင်လေးပညာရှိကြီးစီရောက်သွားတော့စိတ်ပြက်လက်ပြက်နဲ့ညီးပြတယ်အဘိုးရလူတိုင်းကကျွန်တော်ကိုအချိန်ဖြုံးနေတယ်လို့ဝိုင်းပြောကြတယ်ကျွန်တော်နားမလည်နိုင်ဘူးဗျာကျွန်တော်ကငယ်ပါသေးတယ်ရှေ့ရောက်ဘဝခီးကအရှိကြီးကြံသေးတာကိုပတ်လို့အလောတကြီးလုံးနေရမှာလေဗျာပင်နာရှိကြီးကပြုံးပြီးတော့ကောင်းပြီဒါဆိုမင်းကိုတခါသူတွေမြင်တယ်လို့မြင်လာအောင်ပုံမြင်လေးတစ်ပုတ်ပြောပြမယ်ဆိုပြီးစကားစားတယ်တခါတော့ကမိကန္နာရွာလေးတရွာမှာဆင်းရဲတဲ့တငါတဲ့တယောက်ရှိတဲ့သူကနေ့တိုင်းမနဲ့အရုံမတက်ခင်အမောင်ထဲမှာမိကန္နာကိုဆင်းလေရှိတယ်တမနဲ့တော့ထုံးစံအတိုင်းလှမ်းလျှောက်လာတော့ခြေတော့ကိုအလေးပင်အိတ်တက်အိတ်နဲ့တိုက်မိရောစမ်းကြည့်လိုက်တော့ကြောက်ခဲတွေထည့်ထားတဲ့အိတ်ပေါ့အော်ကလေးတွေကြောက်ခဲစုထားတဲ့နေမှာပါလို့တွေးပြီးအိတ်ကိုကောက်မိကန်တာမှာထိုင်ပြီးမိုးလင်နာကိုစောင့်နေလိုက်တယ်ပတ်ဝန်းကျင်ကမှန်မဲတိတ်ဆိတ်နေတော့ပြင်းပြင်းစီတာနဲ့အိတ်ထဲကကြောက်ခဲတွေကိုတလုံးချင်းနှိုက်ပြီးရေထဲပစ်ချကစားနေမိရဲ့ဘွန်းဘွန်းရေထဲကြောက်ခဲကြတဲ့အတန်လေးကိုနားထောင်ရင်သူ့သဘောကျနေတော့ဘုံငါဘဝကလည်းဒီကြောက်ခဲတွေလိုပဲလေးပင်လိုက်တာရေထဲပစ်ချလိုက်တာမှပေါ့ပါသွားတော့တယ်ဆိုပြီးတွေးရင်တလုံးပြီးတလုံးဖြစ်နေလိုက်တာတဖြည်းဖြည်းနဲ့မိုးကလင်းလာပြီနေရောင်ကြီးနုနုလေးတွေပေါ်လာတဲ့အချိန်မှာသူ့လက်ထဲမှာကြောက်ခဲတလုံးပဲကြံတော့တယ်နောက်ဆုံးလက်ကြံကိုပြစ်မယ်လို့ရွေလိုက်တဲ့အချိန်မှာပဲနေရောင်ထိသွားတဲ့သူ့လက်ထဲကအရာဝတ္ထုကတောက်ပတဲ့အလင်းရောင်လိုဖြတ်ထွက်လာတယ်တငါတဲ့ရဲ့ရင်တစ်ခုလုံးရက်တန့်သွားသလိုပဲဗျာသူ့လက်ထဲကအရာကရိုးရိုးကြောက်ခဲမဟုတ်ဘူးဗျာတန်ဖိုးကြီးမားလာတဲ့စိန်တုံးစစ်စစ်ကြီးဖြစ်နေတာကိုဟာမဖြစ်ဘူးသူအော်ဟစ်လိုက်မိတယ်အိတ်ကိုပြန်မှောက်ချကြည့်ပြီးမြဲအိတ်ကဗလာဖက်နေပြီသူမသိနားမလည်မှုကြောင့်အမှောင်ဖုံးနေမှုကြောင့်သူ့မျိုးဆက်ပေါင်းများစွာစားမကုန်မဲ့စိန်တုံးတွေကိုကြောက်ခဲအမှတ်နဲ့ရေထဲပစ်ချလိုက်ပြီလေပြန်ရဖို့ဘလို့မှမဖြစ်နိုင်တော့ဘူးပုံပြင်ဆုံးတော်ပညာရှိကြီးအကောင်လေးကိုမေးတယ်ဒီပုံပြင်ရသဘောတရားကိုမင်းနားလဲလားတဲ့ပညာရှိကြီးကဆက်ရှင်းပြတယ်ငါကောင်လေးမင်းကအဲ့ဒီတငါတယ်ပဲမင်းဟဘဘကစိန်တွေထည့်ထားတဲ့အိတ်ပဲကွာနေ့ရက်တိုင်းနာရီတိုင်းစက္ကန့်တိုင်းဟာတန်ဖိုးရှိတဲ့စိန်ပွက်လေးတွေပဲဒါပေမဲ့မင်းရဲ့မသိနားမလည်မှုဆိုတဲ့အမှောင်ထဲမှာအဲ့ဒီအချိန်တွေကိုတန်ဖိုးမရှိတဲ့ကြောက်ခဲတွေလို့ထင်ပြီးမင်းလွှင့်ပစ်နေခဲ့တာမနေ့ဖန်မှာလွတ်မယ်လို့မင်းပြောလိုက်တိုင်းဒီနေ့အတွက်ပိုင်ဆိုင်တဲ့စိန်တုံးကိုလွှင့်ပစ်လိုက်တာပဲဒါပေမဲ့ပညာရှိကြီးကပြုံးပြီးဆက်ပြောတယ်မင်းမှာမျောလင်းခဲ့ရှိသေးတယ်ငါလူမင်းရဲ့ဘဝနေမင်းကြီးကအခုမှစားထွက်ခါစားပဲရှိသေးတယ်တငါတဲ့တုံးကနောက်ဆုံးလက်ကျန်စိန်ကတုံးပိတ်ကြံတော့တာမင်းအိတ်သေးမှာတော့စိန်တုံးတယ်အချိန်တွေအများကြီးကြံသေးတယ်အဲ့ဒီနေ့ကစပြီးကောင်လေးတယောက်လုံးဝပြောင်းလဲသွားတယ်နောက်မှဆိုတဲ့စကားသူ့စီမှာမရှိတော့ဘူးအခွင့်အရေးတိုင်းအချိန်တိုင်းကို
စိန်တုံးတွေလိုတန်ဖိုးထားပြီးအတုံးချခဲ့လို့နောက်ဆုံးမှာသူဟာအောင်မြင်သူတစ်ယောက်ဖြစ်လာခဲ့ပါတယ်မိတ်ဆွေတင်းရဲ့မနက်ခင်းအယွန်ဦးကရောဘယ်အချိန်လဲကျွန်တော်တို့အားလုံးတငါတဲ့လို့အမှားမျိုးမလုပ်မိကြပါစေနဲ့အချိန်ဆိုတာပြန်မရနိုင်တဲ့စိန်တုံးတွေပါဖုံးပွင့်ရင်အချိန်ဆွဲရင်ရေထဲပစ်ချနေမဲ့အစားလက်ကျန်စိန်တုံးတွေကိုကိုဘဝအတွက်အကောင်းဆုံးအသုံးချလိုက်ကြရအောင်ဗျာ မနှက်ဖြန့်ဆိုတာမရှိဘူးဒီနေ့ပဲရှိတယ်ကဲအခုချိန်ကိုစပြီးအချိန်ကိုဘယ်လိုတန်ဖိုးထားမယ်ဆိုတာ comment မှာကြည့်ပေးခဲ့ကြနော်ဒီဗီဒီယိုလေးကတင်းအတွက်အကျိုးရှိတယ်ဆိုရင် like နဲ့ share လုပ်ပြီးတခြားသူတွေကိုလည်းအလင်းပြပေးလိုက်ပါအောင်နောက်ထပ်စိတ်ခွန်အားဖြည့်ဗီဒီယိုတွေအတွက် subscribe လုပ်ထားဖို့မမေ့နဲ့နော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်အချိန်တိုင်းဟာစိန်တွေပါပဲခင်ဗျာ